အားလုံးပဲပြန်လာပါခု session မှာတော့ ASM မှာ table suite create လုပ်တဲ့အခါ data file ကို OMF တိုင်းနဲ့ဘယ်လို create လုပ်ရလဲဆိုတာပြောပြမယ် table suite create လုပ်တဲ့နေရာမှာ big file တိုင်းနဲ့ table suite create လုပ်လို့ရအောင် small file တိုင်းနဲ့လည်း table suite create လုပ်လို့ရပါတယ် table suite create လုပ်တဲ့နေရာမှာ data file name ကိုကြိုက်တဲ့ name ပေးပြီးတော့မှ table suite create လုပ်လို့ရတယ်လို့ OMF တိုင်းနဲ့လည်း table suite create လုပ်လို့ရပါတယ် table suite create လုပ်တဲ့အခါမှာ data file name ကို OMF တိုင်းနဲ့ table suite create လုပ်ခဲ့မယ်ဆိုရင် data file name complete ဖြစ်တာမျိုးရှိတော့ဘူးပေါ့နော်ရှိတော့မှာမဟုတ်ဘူး session မှာတော့ ASM မှာ data file ကို OMF တိုင်းနဲ့ table suite ဘယ်လို create လုပ်ရလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးပေါ့နော်ကျွန်တော်ရဲ့ဒါဆိုရင်ကျွန်တော်ရဲ့ database မှာရှိနေတဲ့ table suite ပေါ့နော် okay ဒါဆိုလို့ရှိရင်ဒါ FI အောက်မှာရှိနေတဲ့ FI plan အောက်မှာရှိနေတဲ့ image01.tbf ဒီ manually ကိုကြိုက်တဲ့ name ပေးပြီးတော့မှ create လုပ်ထားခဲ့တဲ့ data file တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့အရင်ဆုံးပေါ့နော်ဒီ session OMF တိုင်းနဲ့ table space ကိုဘယ်လို create လုပ်ရလဲဆိုတာပြပြသွားမယ်ပေါ့နော် so create table space ကျွန်တော် order test ဆိုတဲ့ table space နဲ့ create လုပ်မယ်ပေါ့နော် create table space နဲ့ data file site site တော့ကျွန်တော် level ပေးလာမယ်ပေါ့နော်okay table space create လုပ်တဲ့အခါမှာပေါ့နော်ကို small file တိုင်းနဲ့ big file တိုင်းဆိုပြီးတော့မှရှိတယ်ပေါ့နော်အဲ့တော့ small file အခုကျွန်တော် create လုပ်လိုက်တာဒီ small file type table space ဖြစ်တယ်ပေါ့နော် small file type ဒီ 32k ထိ maximum extend လုပ်သွားမယ်ပေါ့နော်အဲ့တော့ create အခု create လုပ်လိုက်တဲ့ table space နော်ကို create လုပ်လိုက်တဲ့ table space က sensible လုပ်မှာလားမလုပ်ဘူးလားဆိုတဲ့ဟာလည်းရွေးလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ auto sensible လုပ်ပြီးတော့မှ table space create လုပ်သွားပြီပေါ့နော်okay ဒါဆိုလို့ရှိရင် order test ဆိုတဲ့ table space ပေါ့နော် OMF တိုင်းနဲ့ table space create လုပ်လိုက်ပြီပေါ့နော်အဲ့တော့ကျွန်တော် select နေဖို့ပြီးတော့မှ site data file ကိုကြည့်မယ် okay ဒီမှာဆိုလို့ရှိရင်ဒါ order test ဆိုတာ OMF တိုင်းနဲ့ table space create လုပ်သွားတာပေါ့နော် okay table space လေးချက်ကြည့်မယ်ပေါ့နော်okay ဒါဆိုရင် order test ဆိုတဲ့ table space ရောက်လာပြီပေါ့နော်